အားလုံးပဲမင်္ဂလာပါခင်ဗျာ PSG ကတော့အင်ကွင်းမှာနိုင်ပွဲရယူနိုင်မှုရုန်းကန်ခဲ့ရပြီးလူစားဝင်ကစားသမားအမ်ဘာပေရဲ့ကိုနဲ့အနိုင်ရရှိခဲ့ပြီးပွဲထွက်လူစင်းကိုပြောင်းလဲလုပ်ကမက်ဆီနေမာတို့ကိုလူငယ်တိုက်စစ်မှုအန်ကီတိုက်နဲ့တွဲပေးခဲ့ပါတယ် PSG အသင်းဟာဒီနေ့မှာတော့3-4-3ပုံစံပွဲထွက်လာခဲ့ပြီးကွင်းလင်မှာတော့ဖာဘီယန်ဗီတင်ဟာတို့ကိုအထိုင်ကျကစားစီခဲ့ကဘာနက်နဲ့ဟာကီမီတို့ကိုတိုက်စစ်လိုက်ပါကစားစီခဲ့ပါတယ်နောက်တန်းမှာတော့ရာမိုအသင်းကောင်းဆောင်မာကွင်ဟိုမူခီလီတို့ကိုကစားစီပြီးနိုင်ကလည်း5-1ပုံစံခင်းကျင်းလာခဲ့ပြီးအတောင်တင်းဆုံးလူစင်းနဲ့ PSG ကိုရင်ဆိုင်သွားခဲ့တာပါမက်ဆီနေမာတိုက်စစ်ဦးဆောင်တဲ့ PSG တိုက်စစ်ဟာပွဲစားပိုင်းမိနစ်တွေက PRP တိုက်စစ်ဆင်ခဲ့ပေမဲ့လည်းဒီနေ့ပွဲမှာ PSG ရဲ့တိုက်စစ်လမ်းကြောင်းတွေအားနည်းနေခဲ့သလိုတောင်ပန်တိုက်စစ်တွေကလည်းအလုံးမဖြစ်ခဲ့ပါဘူး PSG တိုက်စစ်မှုနေမာကပုံမှန်ခြေစမ်းသာပြသနိုင်ခဲ့ပြီးပွဲထွက်ကင်းရတဲ့လူငယ်တိုက်စစ်မှုအန်ကီတိုက်ကလည်းဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲကွင်းလယ်ပိုင်းကဘောလုံးကိုက်ထားရောက်ကလွယ်ပြီးတိုက်စစ်ပတ်မှုပိုင်းမှာအားနည်းနေခဲ့ပါတယ်နိုင်ရဲ့တံမြတ်ထိုးပေါက်တိုက်စစ်စင်မှုတွေကနေ PSG နောက်တန်းနဲ့ဂိုသမာဒူနာရူမာတို့ကိုလှုပ်ရှားစေခဲ့ပြီး29မိနစ်မှာတော့ PSG တို့ဦးဆောင်ကိုစားရခဲ့ကမက်ဆီကသူ့ကြောင့်ရတဲ့ free kick ကိုသူကိုယ်တိုင်ပဲကန်သွင်းခဲ့ပြီးနိုင်ဂိုသမာဘာမှမတက်နိုင်ပဲလက်လက်ပပသွင်းသွားခဲ့တာပါအဲ့ဒီနောက် PSG ကပဲပွဲကိုစိုးမိုးထားခဲ့ပြီးတကိုစီတို့နဲ့ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်ဒုတိယပိုင်းဆက်စချင်းမှာတော့ PSG ရဲ့ထာနှိမ်မှုကိုအခွင့်ကောင်းယူပြီးနိုင်တို့ဒုတိယပိုင်းအစ2မိနစ်မှတင်ခြေပါဖို့ရရှိကခန်းစစ်ကစားသမားတွေကြားကပဲလာဘိုဒီကဖျက်တင်မောကိုအကောင်းဆုံးအဆုံးသတ်ပြသွားခဲ့ပြီးအမတ်မထင်ချေပါကိုပေးလိုက်ရပြီးနောက် PSG တိုက်စစ်မြင့်တင်မှုလိုလာခဲ့ပြီးအမ်ဘာပေမန်ဒက်စ်ရီနာတိုဆန်ချက်တို့ကိုထည့်သွင်းပြီးအပြောင်းလဲပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့လည်းနိုင်နောက်တန်းက PSG တိုက်စစ်ကိုမမာထန်တန်တုံ့ပြန်နေခဲ့ပြီးမိနစ်80မှာရရှိတဲ့မက်ဆီဖန်တီးပေးမှုကနေတဆင့်မန်ဒက်အပိုင်ကန်သွင်းခွင့်ရခဲ့ပေမဲ့လည်းအသုံးမချနိုင်ခဲ့ပါဘူးပွဲချင်း83မိနစ်မှာတော့ PSG တို့လိုအပ်နေတဲ့ဥဆောင်ကိုရရှိခဲ့ပြီးညာချမ်းကမူခီလီရဲ့တပေါက်မှုကနေရရှိလာခဲ့တဲ့အခွင့်အရေးကိုအမ်ဘာပေပိတ်သွင်းနိုင်ခဲ့လို့အင်ကွင်းမှာနိုင်ပွဲရခဲ့ပြီးဇီယာထိတ်မှာဥဆောင်နေစေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်